မြန်မာနိုင်ငံရဲ့လူတိုင်းအားကြရတဲ့အထိအလိုလိုက်ခံရသောထိပ်တန်းအမှုပညာရှင်သားသမီး3ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတိုကီကနေပြောလေးကြိုဆိုလိုက်ပါတယ်အမှုပညာရှင်ဖြစ်ဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စဆိုတာပရိသတ်ကြီးတို့သိကြမှာပါအမှုပညာလောကမှာပြိုင်ဆိုင်ရှားဖြစ်နိုင်ဖို့အတွက်လူတိုင်းမလုံနိုင်တဲ့စ조사မှုတွေကိုပြုလုပ်ပြီးမှအောင်မြင်မှုတွေကိုခက်ခဲရယူကြရတာဖြစ်ပါတယ်အောင်မြင်လာပြီးနောက်မှာလည်းအောင်မြင်မှုတွေမကျဆင်းအောင်ဆက်လက်ထိန်းသိမ်းရတဲ့အရာတွေများစွာရှိတဲ့အတွက်ရရှိတဲ့အောင်မြင်မှုနဲ့စီးစိမ်ကလည်းမလောက်စီအောင်ပမာဏတွေပဲဖြစ်ပါတယ်။လူပေါင်းများစွာတွေကတာမန်လူတွေမဟုတ်ကြတဲ့ထိပ်တန်းနည်းပညာရှင်တွေလည်းဖြစ်ကြသလိုသားသမီးတွေကိုလည်းအများနဲ့မတူတဲ့အထိအလိုလိုက်အစိုက်ဆောင်ပြီးတော့ဖြည့်ဆည်းပေးတတ်ကြတဲ့အတွက်ယနေ့ဗီဒီယိုမှာပရိသတ်တွေမထင်ထားလောက်တဲ့အထိသားသမီးတွေကိုအလိုလိုက်ကြတဲ့မြန်မာပြည်ရဲ့ထိပ်တန်းနည်းပညာရှင်မိသားစုတွေအကြောင်းကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ပြည်သူဒရာမင်းသမီးကြီးအင်ဒရာကျော်စင်နဲ့မင်းသားကြီးပြည်သူတို့ရဲ့သမီးအကြီးပြည်သူဒရာကတော့မြန်မာပြည်ရဲ့ကံအကောင်းဆုံးကလေးလို့ဆိုရင်လည်းမမှားပါဘူးထိပ်တန်းနည်းပညာရှင်နှစ်ယောက်ရဲ့သမီးအကြီးဖြစ်အောင်သာမကချမ်းသာတဲ့အတိုင်းဝိုင်းနောက်ခံကိုလည်းပိုင်ဆိုင်ထားတဲ့အတွက်လူလေးသိမရှိအောင်ဖြည့်ဆည်းနေထိုင်ခဲ့ရတဲ့သူပါစေကျော်သက်ရွယ်မရောက်ခင်ဒီပရိသတ်တွေရှိကိုဖော်ပြခြင်းမရှိဘဲတိတ်တကိုးကြီးပြင်ခဲ့ရတဲ့ကလေးဖြစ်ပေမယ့်အခုနောက်ပိုင်းမှာတော့ပရိသတ်တွေရှိမှလူရှိထုတ်ခံနေရပြီဖြစ်ပြီးသူမရဲ့နွေရာသီမှာဗန်းဖြေဖို့အတွက်တောင်ကြီးမှာ3,000တန်နဲ့တိုက်ကြီးကိုဝယ်ပေးထားတာဖြစ်ပါတယ်အခုချိန်မှာလည်းနိုင်ငံခြားမှာရှိတဲ့အကောင်းဆုံးကျောင်းတစ်ခုမှာတက်ပြီးတော့ပညာသင်ကြားနေရဖြစ်ပါတယ်။အိုင်ကီကျော်ဘိုးရဲ့သမီးဖြစ်သူအိုင်ကီကတာမန်ကလေးတွေနဲ့꿰ပြပြီးတော့ရွှေပေါ်များတင်ထားခံရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ဖခင်ဖြစ်သူကျော်ဘိုးကဆွဲဆောင်ရတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်တယ်လို့မိခင်ကလည်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့အတွက်သူမလိုအပ်တာမှန်သမျှထောက်ပံ့ပေးခြင်းကိုလည်းခံရတဲ့သူဖြစ်ပါတယ်။သူမကဂီတမှာဝါသနာပါသူတရားဖြစ်တာကြောင့်သူမအတွက်ဂီတသင်တန်းကိုတေချာယူပြီးတော့အပြည့်အဝသင်ကြားခွင့်ရတယ်လို့မကြခင်မှာလည်းမြန်မာပြည်ရဲ့အဆိုရှင်တရားဖြစ်လာနိုင်တဲ့အထိမျှော်လင့်နေတဲ့ပရိသတ်တွေလည်းပိုင်ဆိုင်ထားပါသေးတယ်။ပေါ်ရှာမောင်စမိုင်းမောင်ရဲ့သမီးဖြစ်သူပေါ်ရှာကတော့မကြသေးမီကမှသူမရဲ့အသက်22နှစ်ပြည့်မွေးနေ့ကိုဝေဟင်ပေါ်မှာပြုလုပ်ခဲ့ရဖြစ်ပါတယ်။စမိုင်းတို့မိသားစုကမြန်မာနိုင်ငံမှာအချမ်းသာဆုံးစီးရင်ဝင်နေတဲ့ကတယောက်ဖြစ်ပြီးတော့တယ်လီကွန်ရဲနဲ့ချမ်းသာသွားကြတဲ့သူတွေဖြစ်ပါတယ်။ဒေါ်လာတန်း600ကျော်တန်နဲ့စံအင်ကြီးကိုပိုင်ဆိုင်ထားပြီးအခုဆိုရင်တော့အမေရိကန်နိုင်ငံသားဖြစ်ပါခံယူထားကြတဲ့သူတွေမလို့မိသားစုကအမေရိကန်လူကုန်ထံအတိုင်းဝိုင်းမှာမြင့်မားတဲ့ဆက်ဆံရေးတွေနဲ့လူသိများတာဖြစ်ပါတယ်။သမီးဖြစ်သူရဲ့မွေးနေ့ကိုတကယ်နိုင်ငံရဲ့ခြားအမှုပညာရှင်တွေကျင်းပတဲ့ဆိုင်မှာဆိုင်လုံးကျအငှားပြီးတော့ပြပြပပစီစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်။ကိုပိုင်ချန်နယ်လည်းဝင်းဟင်းမှာသူမတူအောင်သမီးရဲ့မွေးနေ့ပွဲကိုအပြေးအဝပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အခုပေါ်ပြခဲ့ရတွေကတော့မြန်မာပြည်ပွားထိပ်တန်းနည်းပညာရှင်သားသမီးတွေရဲ့အလိုလိုက်ခံရပုံတွေဖြစ်ပြီးလောကမှာအကောင်းဆုံးတွေကိုသာပေးခြင်းနဲ့အမိဘမြတ်တာတွေကဘလောက်ထိကြီးမားကြကြောင်းကိုဖော်ပြပေးခဲ့ရဖြစ်လို့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်မှာဝင်ရောက်ဆွေးနွေးပေးပါအောင်နော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်